အကယ်၍တင်ကိုယ်တိုင်ရှောက်ခဲ့တဲ့လမ်းကတိတ်ပြီးတက်တော့တက်တာမရှိဘူးဆိုရင်တော့တင်တိုးတက်မှုတစ်ခုခုကိုကြုံတွေ့နေရတာလည်းဖြစ်နိုင်ပါတယ်တင်ရဲ့ဘဝမှာကံရောလက်ပါစစရရပြည့်စုံနေခဲ့မယ်ဆိုရင်တော့ကွန်ဖော့ဇုံထဲမှာတင်မှင်းနေလို့ရပါတယ်ဒါပေမဲ့လွဲတော့မလွဲချုံမင်းစင်းနေပေါ့ဗျာဒါပေမဲ့တင်ကအဲ့လိုဘဝမျိုးမပိုင်ဆိုင်ထားဘူးဆိုရင်တော့တင်ဘဝရဲ့ကွန်ဖော့ဇုံထဲကနေလှမ်းထွက်လာဖို့အသင့်ပြင်ထားလိုက်ပါဘာကြောင့်လဲဆိုတော့အောင်မြင်မှုဆိုတာတင့်စီကိုပြေးဝင်မလာဘူးတင်ကသာသူ့နောက်ကိုပြေးလိုက်ရမှာပါကျွန်တော်တို့ကကိုယ့်နေရာမှာပဲကိုဘဝကိုဖျက်ဆီးတာများပါတယ်ကိုယ်တိုင်ဘယ်နေရာမှာရှိနေလဲဘာလုပ်နေလဲဆိုတာကိုယုံကြည်နေစေတတ်ပြီးအဲ့နေရာမျိုးမှာလဲပြိုမှုတွေဆုံးရှုံးမှုတွေဘလောက်ပဲဖြစ်ဖြစ်တိတ်ပြီးတော့ပြဿနာမရှိဘူးတခါတရံမှာတော့ကျွန်တော်တို့ပြောင်းလဲဖို့အတွက်လက်ခံစေတာကအခွင့်အရေးဆိုတာကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်ပါပဲဘာကြောင့်လဲဆိုတော့တခါတရံကျွန်တော်တို့ကိုယ်တိုင်အရာတစ်ခုခုကိုလိုချင်လာတဲ့အခါဘာတွေရှိနေမယ်ဆိုတာမသေးချာမရေရာတဲ့ကဘာကြီးကိုလည်းရင်ဆိုင်ရဲတယ်ကိုလိုချင်တာကိုပိုင်ဆိုင်ဖို့အတွက်ဆိုရင်ပေါ့နော်